အားလုံးပဲမင်္ဂလာပါကျမတို့ကတော့ Philosophy High School က Grade 7ကျောင်းသူ 7B2 Episode 5 7B2 Episode 6နဲ့ 7B2 Episode 8တို့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့အခန်းရှိရဲ့တွဲထွက်နှစ်ကျောင်းမှာတွဲထွက်ကျောက်တွေအကြောင်းပြပြပေးတော့မှာပဲဖြစ်ပါတယ်ကမ္ဘာပေါ်ရတာကိုတွဲထွက်ကျောင်းနဲ့နေဒီကာတို့ဖြစ်ဖွဲ့စည်းထားပါတယ်တွဲထွက်ဆိုတာကတော့တဘာဝအတိုင်းဖြစ်တော့တတ်မှတ်အဆိုင်ခဲများဖြစ်ပြီးရင်းတွေတိကျသောဓာတုဖွဲ့စည်းမှုနဲ့စနစ်ကျသောအတန်တိဆောက်မှုရှိပါတယ်တဘာဝအတိုင်းတွေ့ရတဲ့တွဲထွက်များကိုအမျိုးအစား၃မျိုးခွဲခြားနိုင်ပါတယ်အဲ့ဒါတွေကတော့ကျောက်ပြုတ်တွဲထွက်တက်တူရိုင်းတွဲထွက်နဲ့ကျောင်းမြရတနာတွဲထွက်တို့ပဲဖြစ်ပါတယ်ကျောက်ပြုတ်တွဲထွက်ကတော့ကမ္ဘာအပေါ်ရလွှာမှာအများဆုံးတွေ့ရပါတယ်ဥပမာတလင်းလက်ချေစတာတို့ဖြစ်ပါတယ် တထုရိုင်တွင်ထက်တွင်ထက်ကတော့စီးပွားရေးအရေးပါတဲ့တွင်ထက်ပဲဖြစ်ပါတယ်ဥပမာတန်ဂျီနီအလူမီနီယံစတာတွေပဲဖြစ်ပါတယ်တန်ဂျီနီနဲ့အလူမီနီယံတွေကိုကျမတို့နေရာတိုင်းမှာတွေ့မြင်နိုင်ပါတယ်ဒါကြောင့်မို့လို့တထုရိုင်တွင်ထက်ကစီးပွားရေးအရင်ရေးပါပါတယ်ကျောင်းမြတ်တွင်ထွက်ကတော့လာပါမာကျော်၍ရှားပါတဲ့တွင်ထွက်တွေပဲဖြစ်ပါတယ်ဥပမာစိန်ဗရံများနီလာမြခနောက်စိန်စတာတွေပဲဖြစ်ပါတယ်ကျောက်ပြုတ်တွင်ထွက်တွေနဲ့တက်တူရိုင်းတွင်ထွက်တွေကိုစက်မှုလုပ်ငန်းတွေလူ့အသုံးဆောင်ပစ္စည်းတွေပြုလုပ်တဲ့အခါမှာအသုံးပြုကြပါတယ်ကျောင်းမြတ်တွင်ထွက်တွေကတော့လက်ဝတ်ရတနာတွေနဲ့အလားစင်ပစ္စည်းတွေအဖြစ်အသုံးပြုကြပါတယ်ယခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်လူကြီးမင်းတို့ရောဒီတွင်းထွက်အမျိုးအစားသုံးမျိုးမှာဘယ်တွင်းထွက်ကလူသားတို့အတွက်ပိုအသုံးဝင်တယ်လို့ထင်ပါသလဲဖြေပေးသွားကြပါဦးရှင်ကိုစိတ်နှလုံးအေးချမ်းပြီး BNN အပေါင်းမှကင်းဝေးကြပါစေရှင်